အမေဆုံးမိုးတစ်တော်ထဲမှာမင်းဘာလို့အသက်ရှင်ဖို့လမ်းစားမရှိတလောက်ထင်နေရတာဆိုတဲ့ရွှင်ရင်ကဒါပါပဲပထမဆုံးအချက်ကတော့ထက်ပေါက်မရှိတာပါပဲအမေဆုံးထဲကိုခြေတလန်းစနင်းလိုက်တာနဲ့ဒီတော်ကြီးကသူ့အလိုလိုပုံစံတွေအမြဲပြန်ပြင်နေတယ်လို့ခံစားရမှာပါမင်းချန်ထားခဲ့တဲ့ခြေရတိုင်းဟာစက္ကန့်ပိုင်းတွင်မှတင်ပျောက်ကွယ်သွားမှာဖြစ်ပြီးမင်းကိုဘယ်တော့မှအဆုံးမသက်နိုင်တဲ့တန်တရားထဲမှာပိတ်မိနေစေမှာပါဒါပေမဲ့ထွက်ပေါက်ရှာဖို့စူးစမ်းလေလေအခြေအနေကပိုဆိုးလာလိပါပဲမြေပြင်ကြီးကတက်ရှိတစ်ခုလိုလှုပ်ရှားနေသလိုမျိုးမင်းစတင်ခံစားလာရပါလိမ့်မယ်အမေဆုံးတော်ရဲ့လက်မတိုင်းမှာအင်းဆက်တွေနဲ့တတဝါအမျိုးမျိုးပြည့်နှက်နေတာပါလောအောင်ဆိုပြီးတစ်ပင်ပေါ်တက်ပြေးရင်တော့အပေါ်မှာကအောက်ထက်တောင်အင်းဆက်တီပိုများနေတတ်ပါသေးတယ်ဒါပေမဲ့ဒါကအဆိုးဆုံးပြဿနာတော့မဟုတ်သေးပါဘူးဘာလို့လဲဆိုတော့တော်တွေကလီတူကမင်းရဲ့အရေးပြားကိုတဖြည်းဖြည်းချင်းဖျက်ဆီးပစ်နိုင်လို့ပါတယ်ဆိုထိုင်းစားကဘလောက်တောင်မြင့်လဲဆိုရင်မင်းရဲ့ချွေးတွေကအငွေ့ပြန်ဖို့တော့မလွယ်ကူတော့ပါဘူးရေအောက်ထဲမှာအမြဲရောက်နေတယ်လို့ခံစားရပြီးအရေးပြားတွေကပျော်ဖတ်လာကအလွယ်တကူစုပ်ပြဲသွားနိုင်ပါတယ်အဲ့ဒီကနေသစင်အယိုးအချီထိုးဖောက်သွားနိုင်တဲ့ပိုးဝင်မှုတွေဖြစ်လာစေတာပါအနာကိုဆေးဖို့ကြိုးစားရင်လည်းရေထဲမှာကဖီရညာငါးဒီကပ်ပါးကောင်တွေနဲ့ရေအောက်ကနေစောင့်နေတဲ့အသားစားတတဝါတွေကအပြည့်ပါပဲဒါပေမဲ့အကြောက်စရာအကောင်းဆုံးအချက်ကတော့ဒီတောကြီးကဘယ်တော့မှအိတ်မပြောတာပါပဲအမင်းဆုံးထဲကတတဝါ80ရာခိုင်နှုန်းလောက်ကညဘက်မှာထက်တဲ့အကောင်တွေချစ်နေလို့ပါပဲဒါဟာအမောင်ထဲမှာမင်းအမဲလိုက်ခံဖို့အခွင့်လန်းပိုးများတယ်ဆိုတဲ့သဘောပါပဲဒီနေရာကနေလွတ်မြောက်ဖို့ဆိုလားတကယ်ကိုမထင်နိုင်တဲ့ကိစ္စတစ်ခုလိုပါပဲ